platypus သည်စင်ကဲဖြစ်စဉ်နှင့်တူသည်ဟုခံစားရပြီးသိပ္ပံစမ်းသပ်မှုတစ်ခုမှားယွင်းသွားသည်နှင့်ပိုတူသည်ဩစတြေးလျနိုင်ငံရှိမြစ်များနှင့်ချောင်းများနီးတွင်တွေ့ရှိနိုင်ပြီးဘဲဘီဘာနှင့်ဖျံတို့၏အစိတ်ပိုင်းများရောရှက်နေသောထူးဆန်းသည့်တတ္တဝါတစ်ကောင်ဖြစ်သည်သားမွေးခြင်းထက်ဦး၍သားပေါက်သည့်နို့တိုက်တတ္တဝါဖြစ်သည်ယင်းတွင်ဘဲများငှက်များကဲ့သို့နှုတ်သီးရရဲပါသောခြေထောက်များနှင့်ဘီဘာကဲ့သို့ပြားနေသောအမိရှိသည်သို့သောဤနေရာတွင်ပိုထူးဆန်းလာသည်ရေအောက်တွင် platypus သည်လုံးဝမျက်စိမြင်နားမကြားတော့ပေသို့သောယင်းသည်အခြားတတ္တဝါများ၏ကြွက်သားများမှလျှက်စစ်အချက်ပြမှုများကိုအာယုံခံခြင်းဖြင့်ပြီးပြည့်စုံစွာတားကောင်ရှာဖွေနေစေဖြစ်သည်သွားများမရှိသောကြောင့်အစာကျိတ်ရန်ကြောက်စရိခဲများကိုကောက်သည်ယင်းတွင်တကယ်အစာအိမ်စစ်အမှန်ပင်မရှိပေအရာအလုံးသည်တိတ်တာဖြတ်တန်းသွားသည်နို့သီးကောင်းများအစာရင်းဤနို့သည်အရေပြားစိတ်ပိုင်းများမှစိမ့်ထွက်လာသည်အထီး platypus များသည်ယင်းတို့ဤခြေထောက်များတွင်အစိတ်ပါသောဆူးများပင်ရှိပြီးပြင်းထန်စွာနာကျင်စေနိုင်သည်ယင်းတို့ဤထူထဲပြီးရေမဆိုနိုင်သောသားမွေးများကသူတို့ကိုနာရီပေါင်းများစွာနှွေးထွေးစေသည် platypus သည်အတိတ်ပိုင်းမရှိတော့လဲထို့ကြောင့်ပင်ယင်းသည်တဘာဝတောတောင်၏အထူးဆန်းဆုံးတတ္တဝါများထဲမှတစ်ကောင်ဖြစ်နေခြင်းဖြစ်သည်